ဟုတ်ကဲ့အားလုံးမင်္ဂလာပါဒီတစ်ခေါက်မှာတော့ပါဝါနဲ့အဓိကဆက်နွယ်နေတဲ့ intersectionality အကြောင်းကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်မိကုံးလေးတစ်ခုနဲ့စကြင်ပါတယ်သင်ရဲ့ပတ်ဝန်းကျင်မှာသင်ရဲ့အလုပ်ကိုင်ခွင့်လန်းဆင်ပြေမှုငွေကြေးပိုင်ဆိုင်မှုလေးစားအတိမတ်ပြုခံရမှုနဲ့တရားမျှတမှုကိုရရှိဖို့သင်ရဲ့ဘယ်ကိုယ်ပိုင်လက္ခဏာတွေကအထောက်အကူပြုစေပါသလဲဥပမာယောက်ျားဖြစ်ခြင်းမိန်းမဖြစ်ခြင်းလားပညာတတ်ခြင်းနိုင်ငံသားဖြစ်ခြင်းတွေကြောင့်လားသို့မဟုတ်လူသားဆန်မှုတွေကြောင့်လားဒါတွေကိုနားလည်ဖို့အတွက် intersectionality ကိုလေ့လာကြည့်လိုက်ရအောင်ပါ intersectionality ဆိုတာကျွန်တော်တို့ရဲ့ကိုယ်ပိုင်သီးလက္ခဏာတွေဖြစ်ကြတဲ့လူမျိုး gender လိင်စိတ်ခံယူမှုလူမှုစီးပွားရေးအဆင့်အတန်းကိုယ်ခန္ဓာတန်ဆွမ်းမှုစတဲ့လက္ခဏာတွေကကျွန်တော်တို့တဦးတယောက်ချင်းစီရဲ့လွတ်ပိုင်ခွင့်အာဏာရရှိမှုအခွင့်ထုခံဖြစ်မှုသို့မဟုတ်ဖယ်ကျင်ထားခံရမှုနဲ့အဖိနှိပ်ခံရမှုစတာတွေအပေါ်ဘလို့သိရောက်မှုရှိနေတယ်လဲဆိုတာကိုလေ့လာနားလည်ခြင်းပဲဖြစ်ပါတယ်သဘောကတော့လူတဦးဟာလူမှုရေးရာအခက်အခဲတားဆီးတွေကြုံနေရတယ်ဒါမှမဟုတ်အခွင့်ထုခံဖြစ်နေတယ်ဆိုရင်ဒါဟာထိုသူရဲ့ဖြစ်တည်မှုအစိတ်ပိုင်းတစ်ခုတည်းကြောင့်မဟုတ်ဘဲတခြားသောဖြစ်တည်မှုသရုပ်လက္ခဏာတွေနဲ့ပါဆက်ဆက်နေတယ်လို့ intersectionality ကဆိုပါတယ်ဥပမာတာမန်လူမဲအမျိုးသမီးတဦးဟာတာမန်လူဖြူအမျိုးသမီးတဦးနဲ့ရှင်ရင်အမျိုးသမီးချင်းတူပေမဲ့လူမဲဖြစ်ခြင်းကြောင့်လူမှုရေးအရာအခက်အခဲတားဆီးတွေပိုကြုံရနိုင်ပါတယ်လူမဲမျိုးသားနဲ့ရှင်ပြန်ရင်လည်းလူမဲဖြစ်ထားခြင်းတူပေမဲ့အမျိုးသမီးဖြစ်ခြင်းကစိန်ခေါ်မှုတွေကိုပိုရင်ဆိုင်ရတတ်ပါတယ် intersectionality သဘောတရားအရကြည့်မယ်ဆိုရင်လူမဲမျိုးသမီးဟာလူမဲဖြစ်ခြင်းတစ်ခုတည်းကြောင့်အခက်အခဲတားဆီးတွေကြုံရတာမျိုးမဟုတ်ဘဲအမျိုးသမီးဖြစ်ခြင်းကြောင့်မှထပ်မံခွဲခြားခံရတာမျိုးဖြစ်ပါတယ်တကယ်လို့များလူမဲမျိုးသမီးဟာခေတ်ပညာလဲသင်ကြားခွင့်မရတဲ့အပြင်မတန်ဆွမ်းတူလဲဖြစ်ခဲ့မယ်ဆိုရင်ရင်ဆိုင်ရမယ်လူမှုရေးပြဿနာတွေကပိုတောင်များနိုင်ပါသေးတယ်ခုလိုလူမဲအမျိုးသမီးတွေရင်ဆိုင်ရတဲ့အခက်အခဲတွေကိုထောက်ပြတဲ့အနေနဲ့လူမဲအမျိုးသမီးစကောလာတူလဲဖြစ်တဲ့ Kimberly Crenshaw က1989လောက်မှာတော့ intersectionality သဘောတရားတွေကိုစတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်တကယ်တော့ဒီလိုဥပမာတွေကိုကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်းမြင်တွေ့နိုင်ပါတယ်ဥပမာတာမန်ကင်ရဲ့မျိုးသမီးနဲ့အမျိုးသားဟာအခြားလူမျိုးကြီးတစ်ခုရဲ့အမျိုးသမီးမျိုးသားနဲ့ရှင်ရင်လူမျိုးရေးပညာရေးစီးပွားရေးကိစ္စတွေမှာအခွင့်အရေးတန်းတူမရတာမျိုးကြုံတွေ့နိုင်ပါတယ်လူမျိုးတစ်မျိုးထဲမှာလည်းယဉ်ကျေးမှုဒလိထုံနှံတွေကြောင့်ကင်ရဲ့အမျိုးသမီးများဟာကင်ရဲ့မျိုးသားတွေလောက်အခွင့်အရေးတန်းတူမရကြတာမျိုးတွေ့နိုင်ပြန်ပါတယ်ကင်ရဲ့မျိုးသမီးချင်းချင်းမှာလည်းဖအံမျိုးပေါ်ကကင်ရဲ့မျိုးသမီးနဲ့ထိုင်းနယ်ဇက်ဒုက္ခသည်စခန်းတွေကကင်ရဲ့မျိုးသမီးတွေကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေကလည်းကွဲပြားနေနိုင်တယ်လို့ရန်ကုန်မြို့ပေါ်မှာနေတဲ့ခေတ်ပညာတတ်ကရင်မျိုးသမီးတယောက်ရဲ့ရပ်ပိုင်ခွင့်အခွင့်အရေးတွေနဲ့လည်းမတူကြပြန်ပါဘူး။တစ်ဖက်မှာလည်းအမျိုးသားဖြစ်ချင်းကြောင့်အမျိုးသားတိုင်းကနေရာတိုင်းမှာခွင့်ထုခံရနေတယ်လို့ပြောဖို့ခက်ပြန်ပါတယ်။လူမှုဖွဲ့စည်းပုံစနစ်တွေကြောင့်ကြားဖြစ်ချင်းကအခွင့်ထုခံရနေပေမဲ့ကြားခန္ဓာကိုယ်နဲ့လိင်စိတ်ကွဲပြားနေခြင်းတွေခေတ်ပညာမတတ်မြောက်ခြင်းတွေအသက်အရွယ်နဲ့မတန်ဆွမ်းမှုစတာတွေအပေါ်မူတည်ပြီးတော့လေအမျိုးသားတယောက်ဟာတာမန်အမျိုးသမီးထက်တောင်အခွင့်အရေးပိုင်ခွင့်နည်းနေတာအခက်အခဲအတားအဆီးတွေကိုပိုရင်ဆိုင်ရတဲ့အခြေအနေတွေလည်းရှိတတ်ပြန်ပါတယ်။ဒါကြောင့်နိုင်ငံသားချင်းအတူတူလူမျိုးကြောင့်တော်၎င်းကြားဖြစ်ခြင်းမဖြစ်ခြင်းနဲ့လိင်စိတ်ကွဲပြားမှုတွေကြောင့်တော်၎င်းနေရာဒေသနဲ့ယဉ်ကျေးမှုနောက်ခံမတူညီမှုတွေကြောင့်တော်၎င်းမတူညီတဲ့အခက်အခဲအတားအဆီးတွေနဲ့ခွဲခြားဆက်ဆံခံမှုအမျိုးမျိုးကိုကျွန်တော်တို့ကြုံတွေ့နေကြရတာဖြစ်ပါတယ်။စတဲ့အချက်တွေကပဲကျွန်တော်တို့တဦးတယောက်ချင်းစီရဲ့ရပ်ပိုင်ခွင့်အခွင့်အရေးတွေနဲ့ဆုံးဖြတ်ပိုင်ခွင့်တွေအပေါ်တက်ရောက်စေတာဖြစ်ပါတယ်။ပါဝါနဲ့အနည်းဆုံးစက်ဝန်းထဲမှာရှိကြတဲ့သရုပ်လက္ခဏာတွေကိုပိုင်ဆိုင်ကြသူတွေကလက်ရှိမှာလုတ်ပိုင်ခွင့်အာဏာကိုပိုရစေပြီးတော့ပါဝါနဲ့အဝေးဆုံးအစွန်ဘက်စက်ဝန်းထဲမှာရှိကြတဲ့သရုပ်လက္ခဏာတွေကတော့လုတ်ပိုင်ခွင့်အာဏာနည်းပါးတဲ့အခြေအနေတွေကိုကိုစားပြုနေပါတယ်။ဂျားတစ်ခုကတော့လဲလက်အုပ်စုတွေပဲဖြစ်ပါတယ်။ရေပုံရအဖြစ်ကျွန်တော်တို့တော်တော်များများဟာလုတ်ပိုင်ခွင့်အာဏာရရှိစေတဲ့သရုပ်လက္ခဏာတွေနဲ့အခက်အခဲအတားအဆီးတွေကိုဖြစ်ပေါ်စေတဲ့လက္ခဏာတွေကိုရောထွေးပိုင်ဆိုင်ထားတတ်ကြပါတယ်။ဒါတွေဟာလည်းအချိန်နဲ့နေရာပေါ်လိုက်ပြီးတော့ကွဲပြားမှုတွေရှိနိုင်ပါတယ်။ဒီနေရာမှာစိတ်ဝင်စားလေးလာကြည့်ဖို့ကောင်းတာကတော့လူတချို့ဟာအခက်အခဲအတားအဆီးတွေကိုဖြစ်ပေါ်စေတဲ့လက္ခဏာတွေကိုပဲကာလကြာရှည်ပိုင်ဆိုင်ထားတတ်ကြပါတယ်။၎င်းအုပ်စုများဟာအများနည်းတူအခွင့်အရေးတန်းတူမရကြတဲ့အပြင်ဘဝအတွက်အခြားရွေးချယ်စရာအခွင့်အလမ်းတွေကလည်းနေပါလာပါတယ်။တချို့မှာတော့လုတ်ပိုင်ခွင့်အာဏာပိုရစေတဲ့သရုပ်လက္ခဏာတွေကိုပဲပိုင်ဆိုင်ထားတတ်ကြပါတယ်။ဥပမာဗုဒ္ဓဘာသာဗမာအမျိုးသားတယောက်လည်းဖြစ်တဲ့ဗမာစကားရောအင်္ဂလိပ်စကားကိုပါကျွမ်းကျင်ကျင်ပြောတတ်တယ်အစစ်မြစ်ပညာရေးဘွဲလည်းရရှိထားတယ်မိသားစုကလည်းချမ်းသာတယ် INGO ဖွဲ့စည်းတစ်ခုမှာမန်နေဂျာလည်းဖြစ်နေတယ်ခဏကိုတန်ဆွမ်းသူလည်းဖြစ်နေတယ်ဆိုပါစို့ဒီအခါမှာမတူညီတဲ့အုပ်စုတွေကြားက၎င်းတို့ပိုင်ဆိုင်ထားကြတဲ့သရုပ်လက္ခဏာတွေဟာ၎င်းတို့ရဲ့နေ့စဉ်လူနေမှုဘဝမှာအခွင့်အရေးရပ်ပိုင်ခွင့်နဲ့ဆုံးဖြတ်ပိုင်ခွင့်တွေအပေါ်ဘလို့အကျိုးသက်ရောက်မှုတွေရှိနိုင်တယ်လဲဆိုတာစဉ်းစားကြည့်စီလိုပါတယ်
ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်းတော်တော်များများကဒါတွေဟာစူးစမ်းလို့တော်လို့ကံကောင်းလို့စသဖြင့်အလွယ်တကူပဲမှတ်ချက်ပေးတတ်ကြပါတယ်သို့တော်လည်းတစ်ဖက်မှာစူးစမ်းတော်လည်းမအောင်မြင်နိုင်တဲ့အခြေအနေတွေစူးစမ်းခွင့်မရကြတဲ့လူအုပ်စုတွေမတရားမှုကိုခံနေရတော့လဲတရားမျှတမှုကိုဖော်ထုတ်ပြောဆိုခွင့်မရကြတဲ့အခြေအနေတွေရှိနေနိုင်ပါတယ်ဒါကြောင့်မို့လို့အခုလိုအဖိနှိတ်ခံရမှုတွေသို့မဟုတ်အခွင့်ထုခံဖြစ်မှုတွေဟာကျွန်တော်တို့ပတ်ဝန်းကျင်အပိုင်းဝိုင်းကလက်ခံကျင့်သုံးနေကြတဲ့ယဉ်ကျေးမှုတွေလေးထုံးတမ်းတွေပါဝါအနှိမ့်မြင့်သဘောတရားတွေဖွဲ့စည်းအုပ်ချုပ်ပုံစနစ်တွေနဲ့ဘလို့ပတ်သက်ဆက်နွယ်နေကြတယ်လဲဆိုတာကိုသိချလေ့လာကြည့်စီလိုပါတယ်ဒီလိုအကြောင်းအရာတွေကိုသိရှိနားလည်ပြီးတဲ့နောက်မှာလည်းလူတွေချင်းချင်းကြားကမငြင်းမြတ်မှုတွေဖိနှိပ်မှုတွေကိုကြောကြပပြောင်းနိုင်စေဖို့တိုးတယောက်ချင်းစီကတော့၎င်းရက်ရွာလူမှုဖွဲ့စည်းများနဲ့စာသင်ခန်းများမှတော့၎င်းစ조사လှုပ်ဆောင်ကြဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်